ဒီနေ့ကျမယောက်ျားက hotpot စာချင်တယ်ပြောလို့ hotpot daily လုပ်ခဲ့ပါတယ်။ဆိုင်နယ်မီလေးက master gown နဲ့ဆရာစလန်မော့မှာရှိတာ။လက်ကန်ညွန့်ရဲ့အပေါ်ဆုံးထက်မှာဆန်ကတော့ဟေးကို collagen နဲ့မာလာ2မျိုးတွဲပြီးတော့မှာထားတယ်။သားရည်လည်းတခြား hotpot ဆိုင်တွေမှာမရရဲ့အသားတွေရလို့ထပ်မှာထားသေးတယ်။စူးစမ်းလို့ hotpot ဆိုင်ရောက်လို့ရှိရင်အင်ဂျီနံမှာဆိုတဲ့သူတွေအတွက်ဒီမှာ apron လေးပေးထားသေးတယ်။အဲ့ဒါလေးကိုဝတ်ထားတာ။ဒါကရင်တွင်းကြီးလက်ကင်ပေါ်နဲ့လက်တုပ်ဖို့ပေးရတယ်။အမဲပစိုးချမ်းပစုံလုံးကိုကုတ်ချိုင်နဲ့ထုတ်ထားတာ။သူက1400လက်လုံးဝမှုလုံးက12800။ရုပ်သီးသားဆောင်က14800။မှာထားဟေးတော့လာချပေးနေပြီ။ဒါကအမဲဖို့သား15800။မှာထားတဲ့သားပွဲတွေရောဟေးတွေရောအားလုံးရနေပြီဆိုတော့ကျွန်တော်စပြီးတော့စမယ်။အမဲရိုးရင်းချင်စီက12800ပါတဲ့ပိုရှင်နဲ့ဈေးနှုန်းနဲ့ဆိုလို့ရှိရင် fair ဖြစ်တယ်လို့ခံစားရတယ်။ဒီသားမမို့တင်ထားတဲ့ဟာ special အမဲသားတို့သူက19800ဒီဝက်3တက်တာလေးက12800ဒါကတော့ဂျာဟော့ဘော့ဆိုင်တွေမှာလည်းရလို့တိတ်ပြီးတော့တွေ့တူးမဟုတ်ပါဘူး။အမဲပို့သားလေးကတော်တော်ရတာရှိတာပြီးတော့အမဲရိုးရင်းချစ်စီသူကလေညီမဲလို့ထင်ထားလုံးဝမညှိဘူးမာလာထဲမှာထိတ်စိန်ပြီးစားအရန်ကောင်းပဲထိတ်စိန်လိုက်တဲ့ခါကျအကြီးဖြစ်တော့ကဲဟော့ဘော့တင်ချင်နေတဲ့ရော်ဘောလေသူအကြိုက်တွေ့ရပေါ့နော်မာလာသူ့ရဲ့အကြိုက်ထုံထုံဆက်ဆက်ဆိုတော့အချင်းလေးကလည်းညီမလေးကြီးဆက်ပေးထားတာအရန်စားလို့ကောင်းပါတယ်။ဟေးရောအချင်းရောတော်တော်ကောင်းပါတယ်။ဒါကတော့စမ်းစားနေတဲ့ပုံလေးပေါ့နော်။အမဲယူနစ်ချင်စီတအားကောင်းပါတယ်။မဲသားအရန်စားလို့ကောင်းပါတယ်။ဒါနေနဲ့ entertainment အစီအစဉ်တွေလည်းရှိရယ်။ဒီလိုမျိုးဆိုင်ကရန်ကုန်မှာအခုမှရောက်လာတာမန်းလေးမှာလွန်ခဲ့တဲ့3နှစ်တည်းကဒီလိုမျိုးဆိုင်ပေါ်နေပေါ့နော်နာမည်ကတော့မတူဒါပေမဲ့တော်တော်လေးအဆင်ပြေပါတယ်ဟင်းရည်လည်းကောင်းတယ်အသားရည်လည်း fresh ဖြစ်တယ်လက်ဆက်တယ်ချိုးတယ် entertainment လေးပါတော့ nice ဒါကတော့ဒီမကောင်းနေရဲ့ကျမယောက်ျားကိုထုံထုံဆက်ဆက်ပူပူဆက်ဆက်သူ့ရဲ့အကြိုက်ပေါ့နော်မိုးတွင်းနဲ့လိုက်ဖက်တဲ့ hot pot ကိုသူ့ကိုခေါင်းစဉ်တက်ပြီးတော့ကျမအသက်ကုန်စားခဲ့တယ်ဘလော့လေးပဲဖြစ်ပါတယ်ကျမကတကယ်တော့ hot pot fan ပေါ့နော်ကျမယောက်ျားကတော့ hot pot ကြိုက်တာမဟုတ်ဒါပေမဲ့လို့ကိုချစ်တော်လေကိုကြိုက်တဲ့ဟာလိုက်စားပေးရပါတော့ဒီနေ့ခေါင်းစဉ်လေးကတော့သူ့ကိုတင်ပြီးတော့ hot pot သွားစားခဲ့ရလေးပဲဖြစ်ပါတယ်အဲဆိုင်ကအလကားကျွေးရဲ့ရေခဲပုံနဲ့ဖြည့်သည်ပါစားပြီးတော့အိမ်ပြန်လိုက်ပါအောင်မယ်နောက်ဘလော့မှာပြန်တွေ့မယ်နော်